လင်ဘေးတင်ပြည်သူတွေအတွက်အိမ်ဆောက်လို့လူဒန်းခဲ့ပေမဲ့အေတင်ကိုရဲ့အိမ်တွေလောက်မကောင်းလို့လူပြောများနေပြန်တဲ့ခိုင်နှင်းဝေတိမ်မတောင်းချီလူငွေတွေရထားပေမဲ့လည်းငလင်ဘေးတင်ပြည်သူတွေကိုအိမ်ဆောက်လို့လူဒန်းရမှာအေတင်ကိုရဲ့အိမ်တွေလောက်မသားနာလို့ဝေဖန်ခံနေရပြန်တာကဘရာဟီတာမိခင်ကြီးတရုတ်ဆောင်မင်းသမီးခိုင်နှင်းဝေပါအမှန်တကယ်မှာလေခိုင်နှင်းဝေဆောက်လို့လူဒန်းလိုက်တဲ့အိမ်တွေဟာဝါမိုးထရွက်ကနဲ့နေချင်းစပွဲဆိုပေမဲ့လည်းလူတွေအများကြီးစူးအိပ်ရမယ့်အလုပ်သမားတန်ရလိုပါလို့ဖြစ်နေတာပါဒါအပြင်အေးရမယ့်နေရာကလည်းဝါကြံခင်းဖြစ်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခြားတစ်ဖက်မှာတော့မန်းလေးမျိုးကတတိမကြီးအေတင်ကိုဆောက်လုပ်လူဒန်းထားတဲ့65သိန်းတန်တမိုးနဲ့အိမ်ယာလေးတွေကတော့မိသားစုတစုလုံးလုံးချုံချုံနေထိုင်လို့ရမယ့်အိမ်လေးတွေဖြစ်နေတာပါဒါအပြင်တုံမိုးနဲ့ကွန်ကရစ်အောက်ခံအထိုင်နဲ့တကယ့်ကိုလုံခြုံစိတ်ချရမယ့်အိမ်လေးတွေဖြစ်ပါတယ်ဒီလိုအခြေအနေတွေကြောင့်လေပြည်သက်တွေကတော့နိုင်ငံတကာကစေနာရှင်တွေနဲ့ပြည်တွင်းစေတနာရှင်တွေရဲ့ငွေတွေသိမ်းမောင်းတောင်းချီရရှိထားတဲ့ခိုင်နှင်းဝေဟာမန်းလေးမျိုးကပရာဟိတတထိမကြီးအေတင်ကိုလောက်စစ်စစ်နဲ့ကြမလူတန်းနိုင်ဘူးလားဆိုတဲ့အမြင်တွေရှိနေကြတာဖြစ်ပါတယ်တထိမကြီးအေတင်ကိုဟာငလင်တန်တဲ့ပြည်သူတွေကိုထိရောက်စွာကူညီလူတန်းနေတဲ့ပရာဟိတစေတနာရှင်အလူရှင်တွေထဲမှာစစ်စစ်နဲ့ကြလွန်းလို့နာမည်အကြီးဆုံးဖြစ်နေတာပါအင်တာနက်ပေါ်မှာနာမည်ကြီးဆက်လီတူဖြစ်ရုံသားမကမန်းလေးမြို့မှာမြို့မျက်နှာဖုံးရှင်တထိမကြီးဖြစ်နေတဲ့အေတင်ကိုဟာငလင်တန်ကြောင့်မန်းလေးမြို့ကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ချိန်မှာတော့ရှေ့ဆုံးကနေကူညီဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်လေတချို့သောသူတွေကဆိုအေတင်ကိုဟာပရာဟိတမင်းသမီးခိုင်နှင်းဝေထထောင်လူတာတိကျကငလင်တန်တဲ့ပြည်သူတွေကိုအကျိုးပြုနိုင်တယ်လို့ဆိုကြတာပါအမှန်တကယ်မှာလေတတိမကြီးအေတင်ကိုဟာငလင်ဘေးကြုံခဲ့ပြီးချိန်မှာငလင်ဘေးတင်ပြည်သူတွေအတွက်စားဝတ်နေရေးဖြည့်ရှင်းပေးခဲ့တယ်လို့မန်းလေးမြို့သူမြို့သားတွေပြိုကျပျက်စီးတော့မဲ့အိမ်တွေအဆောက်အဦတွေအတွက်ဖြိုပြက်ဖို့ငွေကြေးမတတ်နိုင်ချိန်မှာလေစနစ်တကျနေအိမ်တွေကိုဂရိန်းနေနဲ့အခမဲ့ဖြိုဖျက်ပေးခဲ့တာပါဒါအပြင်ငလင်ဘေးတင်ကနေအိမ်ပြိုပြက်သွားတဲ့ပြည်သူတွေအတွက်အခုအခါမှာတော့အေတင်ကိုဟာသူမရဲ့စီးစိမ်ဥစ္စာတွေကိုထုတ်ရောင်းကငလင်ဘေးမှာအိမ်ပြိုကျသွားပြီးနေစရာမရှိတဲ့သူတွေအတွက်65သိန်းတန်ဝါကာတုံမိုးတည်တက်တဲ့အိမ်လေးတွေဆောက်လုပ်လူဒန်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းအေတင်ကိုချီကျူးနေကြတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ဘရာဟီတာမိခင်ကြီးလို့တင်စားခံရတဲ့ခိုင်နှင်းဝေဟာအခုငလင်ဘေးမှာတော့လူတွေရဲ့ဝေဖန်မှုတန်ကိုခံနေရတာပါ။ခိုင်နှင်းဝေဟာမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်တိုင်းမှာလဲရှေ့ဆုံးကနေတွားရောက်ကကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်လေးရှိပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကရေဘေးမှာဆိုရင်လဲခိုင်နှင်းဝေဟာအနေနဲ့အရရက်ကလူဒန်းငွေ3,000လောက်ကိုအသုံးပြုကရေဘေးတင်ပြည်သူတွေကိုတွားရောက်လူဒန်းခဲ့တာပါ။အခုငလျင်ပေးမှလည်းခိုင်နှင်းဝေဟာပြည်တွင်းနဲ့ပြည်ပနိုင်ငံတကာစေတနာရှင်အလူရှင်တွေလူဒန်းထားတဲ့ငွေကျပ်3,000လောက်ကိုအသုံးပြုကလူဒန်းထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတခါငလျင်ဘေးမှာတော့ခိုင်နှင်းဝေရဲ့လူပုံတန်းပုံတွေဟာအမှန်တကယ်အကူအညီလိုအပ်နေတဲ့ငလျင်ဘေးတင်ပြည်သူတွေစီကိုမရောက်ရှိပဲဖြစ်ကြတဲ့ဆန်းလူဒန်းနေတယ်ဆိုပြီးဝေဖန်ခံနေရတာပါအထူးသဖြင့်ခိုင်နှင်းဝေလူဒန်းနဲ့အလူငွေတွေဟာတကယ်လိုအပ်နေတဲ့သူတွေစီကိုမရောက်ပဲဥက္ကဋ္ဌတွေနဲ့အချို့လူတွေစီကိုပဲရောက်ရှိသွားကချမ်းသာသွားတယ်လို့ဝေဖန်ကြတာပါအခုအခါမှာလည်းခိုင်နှင်းဝေဟာအိမ်ဆောက်တဲ့နေရာမှာအေတင်ကိုလောက်စနစ်မကျလို့ဝေဖန်ခံနေရတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝေဟာတကယ်ပဲအေတင်ကိုလောက်စနစ်မကျဘူးလားဆိုတာပြောသွားကြပါအောင်ရှင်